ဖိုးကိုတက်သွားတာအဲ့ဒီပကြီးကားတဲ့ကအဝတ်အဖြူဝတ်ထားတဲ့မိန်းမပဲအဖိုးကပြောတယ်မင်းဆိုရင်သူ့အတိတ်ပဲကိုနားလည်မှာပါတဲ့သူ့ကိုကျေးဇူးတင်လိုက်ပါထိတ်တန်းအဆင့်ဝိညာဉ်ကြောက်တုံး400ဒါကကြင်ကြံချင်းလောကရဲ့အကောင်းဆုံးဝိညာဉ်ကြောက်တုံးပဲဒီတုံးထဲမှာရှိတဲ့ဝိညာဉ်စွမ်းအားကတာမန်ထိတ်တန်းအဆင့်ဝိညာဉ်ကြောက်တုံး1000နဲ့ညီမျှတယ်စီနီယာကြီးကိုကျေးဇူးတင်ပါတယ်တွားကြစို့အားတဲ့အခါကျရင်မင်းကိုယတနာရီလိုက်ရှာဖို့ခေါ်သွားပေးမယ်ရှူးချင်းချန်ကမင်းကိုအစိတ်ခတ်ခဲ့တာလားသူကသမီးဖေရဲ့စီးစိထားတဲ့သူပဲဟာသူကဘာလို့အဖေကိုအနေရပြူရတာလဲသမီးလည်းမသိဘူးအဖေကသူ့အပေါ်ဘာမှအမှားလုပ်ခဲ့တာမရှိပါဘူးတွားပြီးတော့ပဲမေးကြည့်ကြစို့သူနဲ့စရင်ရှင်းရမယ်မင်းကဘာတူလဲငါတို့ရန်နန်းတော်ကိုဘာလို့အတင်းအဓမ္မကျူးကျော်ဝင်ရောက်လာတာလဲကျန်းချင်းဖုံးရောက်နေပြီရှူးချင်းချန်ကိုထွက်လာပြီးငါနဲ့တွေ့ခိုင်းလိုက်ကျန်းချင်းဖုံးမင်းနောက်ဆုံးတော့ကျင့်စဉ်ပိတ်ရာကနေထွက်လာခဲ့ပြီပေါ့မင်းကြောင့်ငါတို့ရဲ့တန့်စင်တော်မယ်တော်မှာ9နှစ်တောင်အချိန်ပုတ်သွားရတယ်မင်းကတော့တကယ်ကောင်းပဲမင်းဒီကိုလာတာစစ်ဆက်ပွဲဖြစ်ဖို့ပဲဖြစ်ပါစေလို့ငါမျှော်လင့်တယ်မဟုတ်ရင်တော့မင်းကိုငါသင်ခန်းစာကောင်းကောင်းပေးရလိမ့်မယ်ဝမ်ကြီးကိုရဲ့ဝိညာဉ်ချေမုန်းခံလိုက်ရပြီဝမ်ကြီးကိုတည်သွားပြီကျန်းချင်းဖုံးမင်းကလူတက်ရဲတယ်ပေါ့လေမင်းကရှူးချင်းချန်ကိုကာကွယ်ပေးနေမှာတော့ရှူးချင်းချန်ရဲ့အဖြစ်တွေကိုမင်းမကောင်းခံရလိမ့်မယ်သူသာထွက်မလာရင်ငါဆက်တက်နေမှာပဲကျန်းချင်းဖုံးမင်းတော်တော်တတိကောင်းနေတာပဲငါတို့ရန်နန်းတော်အထိလာပြီးလူတက်ရဲတယ်ပေါ့ဒါနဲ့ဖះကိုစားမင်းကိုငါပဲဆုံးမပေးမယ်အဖေရန်နန်းတော်ကပညာရှင်ကြီးရောက်လာပြီမကြောက်နဲ့သူငါတို့ကိုမထိနိုင်ပါဘူးအာကျန်းချင်းဖုံးမင်းကငါတို့ရန်နန်းတော်မှာလူမရှိဘူးထင်နေတာလားရှူးချင်းချန်ကိုထွက်လာခိုင်းမဟုတ်ရင်ငါရန်နန်းတော်တစ်ခုလုံးကိုတွေးချောင်းစီးစေမယ်ဟော့တက်နိုင်ရင်တက်ကြည့်လေသူကရွှေရောင်နတ်မိတ်ဆာအဆင့်အကြီးအကဲကိုတော့မျက်တောင်တစ်ခတ်အတွင်းနှိမ်နှင်းလိုက်တာပဲဒီလူကအရာသွင်းရလွယ်မဲ့သူမဟုတ်ဘူးကျန်းချင်းဖုံးမင်းအဲ့ဒီတုန်းကစုံမနဲ့ဘာတွေလုပ်ခဲ့လဲဆိုတာချင်းချန်ကတော့နတ်ဖျားเจ้าဆောင်တွေနဲ့တူဒါမဖြစ်နိုင်တာမင်းဒီပကြီးကားကိုဘဲကားရတာလဲဒါမဖြစ်နိုင်ဘူးမင်းကရှူးချင်းချန်ကိုအခုထိကာကွယ်ချင်နေတော့ပဲလားချင်းချန်ကဂိုင်းမှမရှိဘူးသူနတ်ဖျားเจ้าဆောင်ကိုသွားတယ်သူ့ကိုပြန်လာခိုင်းလိုက်ငါဒီမှာပဲစောင့်နေမယ်ချင်းချန်ကျင်းဖုံးကမင်းကိုရှာဖို့ဂိုင်းကိုရောက်နေတယ်ဘာဖြစ်လို့လဲဘာကိစ္စရှိလို့လဲကိုကြီးရှူညီမအရင်ကပြောဖူးတာမှတ်မိလားဒါနဲ့ဖျားကိုင်းကကျန်းဖုံးနဲ့ဆစ်ဆက်ထားတဲ့အကြောင်းလေးမှတ်မိတာပေါ့သူမင်းကိုတစ္ဆာဖောက်ခဲ့တာလေမင်းတို့လည်းဆစ်ဆက်ပွဲဖျက်လိုက်ပြီပဲဟာအခုသူကျင့်စဉ်ပိတ်ရာကနေထွက်လာပြီလာမဲ့လမှာညီမတို့မင်္ဂလာဆောင်တော့မှာကိုသူသိသွားပြီယူတုတ်ပြီးတော့ငါတို့ဂိုင်းကိုရောက်လာတယ်ပြီးတော့ငါတို့ရဲ့မာစတာ3ယောက်ကိုပါတက်ပစ်လိုက်ပြီဆရာကညီမကိုအမြန်ပြန်လာဖို့ပြောနေတယ်ညီမနည်းနည်းကြောက်တယ်သူဘလို့စိတ်လိုက်မှန်ပါအစွန်းရောက်တာတွေလုံးဝမလဲမသိဘူးကျင်းဖုံးလားငါတို့လည်းဒါနဲ့ဖျားခိုင်းနဲ့စကားပြောဖို့လုပ်နေတာပဲငါမင်းနဲ့အတူလိုက်ခဲ့မယ်တသက်မှာတယောက်လိုတင်စားကြတဲ့အဲ့ဒီ permission ကိုငါလည်းကြိုတင်ပြီးစုံကြည့်ရတာပေါ့ကြားဘူးတာတော့ကျင်းဖုံးကမင်းပေါ်အချစ်ကြီးရှာတယ်ဆိုမင်းသူ့စီပြန်သွားဖို့စိတ်မကူးတော့ဘူးဆိုတာတေချာရဲ့လားညီမနဲ့သူနဲ့ဘာမှမပတ်သက်တော့ပါဘူးနောက်အဲ့ဒီလိုစိတ်ပြက်စရာစကားတွေမပြောပါနဲ့တော့ဟာထားလိုက်ပါတော့ငါမင်းနဲ့အတူတွားတွေ့ပေးပါမယ်မင်းကနတ်ဖျားเจ้าဆောင်ရဲ့မွေးစတာလားဟုတ်တယ်ငါပဲမင်းအကြောင်းကြားဘူးပါတယ်ဒီနေ့ကိုယ်တိုင်မြင်ရတော့မှတကယ်ကိုထူးခြားပြောင်မြောက်တဲ့သူပဲဟာငါကလည်းနတ်ဖျားเจ้าဆောင်ကိုလာပြီးမင်းနဲ့ကိစ္စတစ်ခုဆွေးနွေးမလို့ပဲဒီမှာတင်စုံလိုက်မယ်လို့မထင်ထားမိဘူးခရီးသက်သာသွားတာပေါ့ဟုတ်လားငါစီကဘာလို့ခြင်းလို့လဲသိပြရစီမင်းအနေနဲ့တနာညာတာတော့အဖြစ်မိမတယောက်ကိုလှုပ်ပေးစေခြင်းနဲ့ကျန်းဖုံးမင်းဘာလို့မလို့လဲဒါမင်းနဲ့မဆိုင်ဘူးမင်းသာငါရဲ့ဒီတကွက်ကိုခံနိုင်ရင်မင်းတောင်းဆိုတာကိုငါသဘောတူမယ်ကောင်းပြီလေသူအစွမ်းကုန်မသုံးခဲ့ဘူးပဲညီကိုကျန်းကတကယ်ကိုတစ်ခေတ်မှာတယောက်ဆိုတဲ့ permission ပဲ9နှစ်တောင်အောင်ကျင့်ပြီးတဲ့နောက်အစွမ်းကတကယ်ကိုအတိုင်းစားမရှိနှဆိုင်လာတယ်ငါတကယ်လေးစားမိပါတယ်လက်ညာပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ငါသဘောမကျပေမဲ့လဲပြောပြီးသားစကားကိုတော့တီးပါတယ်
မင်းကလေးရှူမင်းသူနဲ့တူလိုက်သွားနိုင်ပြီကျန်းချင်းဖုံးငါမမှန်းသိပါပြီတောင်းပန်ပါတယ်ငါ့ကိုလွတ်ပေးပါဦးမင်းမမှန်းသိတာမဟုတ်ဘူးမင်းကြောက်နေတာပဲလူတိုင်းဟာမိမိလုပ်ခဲ့တဲ့လုပ်ရက်အတွက်တာဝန်ယူရစမြဲပဲကိုကြီးရှူလာမဲ့လဆိုညီမတို့လက်ထက်ကြတော့မှလေကိုကြီးညီမကိုမလိုချင်တော့ဘူးလားမင်းနားလည်မှုလွဲနေပြီငါပြောတဲ့လွတ်ပေးရမယ့်မိမကရွှန်လီကိုပြောတာရှူချင်းချံမဟုတ်ဘူး